လာပါဒီနေ့ဆိုင်ရောက်ရှိနေရကြတော့ပေါ့နော် FIFA စတောက်ဆိုင်ကိုရောက်ရှိနေတာဖြစ်ပါတယ် ဖူစေကွန်းပါ FIFA ဖူစေကွန်းပါ ဟုတ်တယ်တူကကြတော့ဖူဆယ်ကွင်းမှာဖူဆယ်လက်ကန်လို့ရတယ်လို့ barbecue ရယ် food ရယ် drink မှာအားလုံးလုံးလို့ရတယ်ပေါ့နော်စကားကတော့တိတ်မပြီးဘူးချင်းတူလေးတွေဆိုတော့ပေါ့နော်ကဲထဲမှာဘာတွေရလဲဆိုတော့သွားဝါတီဆဲပါမယ်တော်မယ်ကဲဒီ FIFA ဆိုင်မှာပေါ့နော်စတောက်ဆိုင်နဲ့ဖူဆယ်ကွင်းနဲ့တခိုင်းနဲ့တွဲရက်ဆိုတော့ကိုကောင်လေးဖူဆယ်လာကန်တဲ့ခါကျရင်အေးဆေးပေါ့နော်အရိတ်ထဲမှာနားနားနေပြီးတော့ line လဲတုံးရင်းနဲ့ပေါ့နော်စောင်းလို့ရပါတယ်အန်ဒီကတော့ line ရနေတယ်ဆိုတော့ TikTok ဆော့နေပါတယ်မာလာရှန်ကောနာမည်ကြီးလို့ကြားထားပါတယ်မာလာရှန်ကောဆိုဆိုင်နဲ့မွန်းရဲ့အကြိုက်ဖြစ်ပါတယ်ကဲစားကြည့်ပါမယ်ကဲမာလာရှန်ကောရရောက်လို့လာပါပြီမာလာရှန်ကောတပွဲမှာအများကြီးပါတယ်ပေါ့နော်ကဲဒါကတော့ကြက်ချေတော့ထောင်းဖြစ်ပါတယ်တန်တွင်းတွေကိုဗိုက်ဆာလာပြီပေါ့နော်မာထားတာတွေကပေါ့နော်အများကြီးရှိသေးတယ်ပေါ့နော်အကင်လေးတွေပါမာထားရပေါ့နော်အကင်လေးနဲ့လိုက်ဖတ်အောင်ဆိုင်းတော့ကော့တေးတောက်မယ်ပေါ့နော်ဒီမှာကောင်းတာတစ်ခုကလေအဲ့လိုဖြော်ရည်တို့အေးတို့တောက်လို့ရတဲ့အပြင်ဒီလိုကော့တေးလေးမင်းကလေးတွေအကြိုက်ပေါ့နော်အဲ့လိုလေးပါတောက်လို့ရပါတယ်အရန်အစင်ပြေတယ်ပေါ့နော်မမွန်းတို့ကပေါ့နော်ပွဲလန်းတုံးဖြာခင်းမလို့ကြံနေလားတော့မသိဘူးပေါ့နော်ဘေးမှာတဝဲလေနဲ့လဲနေတာမာထားတယ်လေရောက်လာပြီဆိုတော့ဆူတောင်းပြီးစားပါတော့မယ်ဆိုင်းတို့မြစ်ကြီးနားမှာပင်လယ်စာအရန်ရှားပါနေတယ်ပေါ့နော်အခုချိန်မှာပေါ့နော်ဆိုင်းကမလာရှန်ကိုဘန်းကြီးထဲမှာပေါ့နော်ပင်လယ်စာတွေအများကြီးပါလာလို့အရန်ဝမ်းတာနေတဲ့အဖွဲ့ပါအန်ဒီပြောတဲ့စကားတော့မှအမတ်ရမိသေးတယ်ပေါ့နော်မလိုက်မလားပါစေအစားတောက်တော့လုံးဝအပြက်မခံနိုင်ဘူးတဲ့အတူတူပါပဲရှင်ကျမတို့ကအစားတောက်စားတဲ့နေရာမှာဆိုအရန်ကိုညင်ညွတ်ပဲရှင်ဒီ FIFA ဆိုင်ရဲ့မာလာရှန်ကိုอ่ะပေါ့နော်ထုံဆက်လေးနဲ့အရန်စားလို့ကောင်းပြီးတော့သူ့ရဲ့ကြက်ချေတောက်ထောင်းဆွေလဲပေါ့နော်ချင်းဆက်လေးနဲ့အရန်စားလို့ကောင်းပါတယ်တန်သွင်းနေတော့မှစားချင်လာပြီပေါ့နော်အစားတောက်တွေထုံဆက်ရှူရှဲတွေစားပြီးသွားပြီးဆိုရင်တော့ပေါ့နော်ကောက်တေးအေးလေးပေါ့နော်ကောက်တေးလေးတွေချလိုက်ပါဦးမယ်မမွန်းနဲ့ဆိုင်ရဲ့ဘာဘီကျူစားချင်နိုင်မာလာရှန်ကိုစားချင်တဲ့ဆန္ဒပြည့်သွားပြီပေါ့နော်ကဲဒါတော့မမုံကမျက်စိကိုဘယ်ရောက်နေလဲဆိုရင်ဘာဖြစ်လဲဆိုရင်နောက်ကကောင်လေးကိုသူနည်းနည်းရှိုးနေတဲ့ဖွက်ပါအစင်ငန်းဖို့ဆိုရင်ကျမတို့ကအဖွက်ကြပါတယ်ဆိုင်လေးကလည်းအရန်ချစ်စရာကောင်းတယ်ပေါ့နော်အစုံတွဲရလားဖြစ်မိသားစုနဲ့လားဖြစ်အရန်ตาရတယ်ပေါ့နော်ကဲဒီနေ့ကတော့ခြေထောက်တလိုင်းပေါ့နော်ဒါကတော့ခဏကြက်ခြေထောက်ထောင်းဒါကတော့ကြက်ခြေထောက်မာလာဖြစ်ပါတယ်ကြက်ခြေထောက်မာလာလဲသူ့ရတာနဲ့သူအရန်စားကောင်းပါတယ်အဲ့မှာအချက်ဆုံးကပေါ့နော်ကြက်ခြေထောက်တုတ်ဖြစ်ပါတယ်ကြက်ခြေထောက်တုတ်အားလုံးကြိုက်တယ်ကိုမမလုပ်တတ်တာသူများလုပ်တာတော့အကုန်ကြိုက်တယ်မုံဆွဲပဲကြိုက်ဆုံးကကြက်ချစ်တော့မှလာပေါ့နော်အရန်ကြိုက်သွားပါပြီတော်တော်ကောင်းပါလေမမူးနာကြည့်လိုက်တော့မနော်ဘလောက်ကောင်းမကောင်းလဲဆိုတာပေါ့ကဲဒါကတော့ဆိုင်းတို့စားပြီးအပြောင်ပေါ့နော်မကုံထင်ထားအားလုံးကုံသွားတယ်ပေါ့နော်ဟုတ်ကဲ့ကျမစုတယ်အများကြီးရထားပါတယ်အပြင်းဆုံးစုပေါ့နော်ဟုတ်ကဲ့ကဲဆိုင်းရဲ့ decoration တွေอ่ะပေါ့နော်ဘောလုံးနဲ့ဆိုင်တဲ့ဟာနဲ့အလားဆင်ထားတာဆိုတော့အရန်လှပါတယ်ဟုတ်ကဲ့ဒါကတော့ဗာစုလဲဆိုရင်ကျမပါအရိုက်နိုင်ဆုံးစုဖြစ်ပါတယ်ရထားတာပါဒီစုတွေထဲမှာအကြိုက်ဆုံးစုอ่ะပေါ့နော်ဒီအောက်ကရွှေရောင်စုလေးဖြစ်ပါတယ်ကဲစားလို့တောက်လို့ပြီးပြီဆိုတော့ပေါ့နော်ဆိုင်ကချောမမတွေနဲ့ပေါ့နော်အမတ်တရဓာတ်ပုံတွေရိုက် TikTok တွေရိုက်ဖြစ်တယ်ပေါ့နော်အကတွေလည်းတင်ပေးခဲ့ပါတဲ့တယ်ချစ်ခဲ့တာအမှန်ပါယူခဲ့တာလည်းအမှန်ပါနေဟာငါရဲ့အရာโอเคဘယ်လိုတော့မထင်ကြပါနဲ့အရန်ကြိုက်တဲ့စားသားမလို့ကြက်ပြတာပါတကယ်တော့ဘာမှမတိုက်ဆိုင်ပါဘူးကဲဆိုင်တို့လိုမျိုးပေါ့နော်ဖူဆယ်လဲကန်ချင်တယ်ပြီးတော့အေးဆေးဆေးလေးအနားယူချင်တယ်ဆိုရင်ပေါ့နော်ဒီ FIFA ဆိုင်မှာပေါ့နော်အရန်အဆင်ပြေတယ်ပေါ့နော်ဘောလုံးပါတခိုင်းနဲ့ကန်လို့ရတယ်ပေါ့နော်ကိုကောင်မလေးနေပူပူထဲမှာစောင့်စရာမလိုတော့ဘူးပေါ့ကွယ်ကဲအခုဆိုင်တို့လိုမျိုးပေါ့နော်ဖူဆယ်ကွင်းနဲ့စတောက်ဆိုင်နဲ့တခိုင်းနဲ့တွဲဖွင့်ထားတဲ့ဆိုင်ကိုလာချင်နေဆိုရင်တော့မြစ်ကြီးနားရမ်ဘူရက်ကွက်ပေါ့နော်ယာပိကိုပိုင်အသက်တန်းကျောင်းနောက်မှာဖြစ်ပါတယ်အားလုံးကိုလာခဲ့ဖို့ကြိုးဆိုပါတယ်ရှင်